ဒါတော့နေပြီးတော့အထင်ကြီးဖြစ်တယ်ရွှေလန်းတောင်ဖျားပဲဖြစ်ပါတယ်ဒါဖျားအတက်ပေါ့နော်ဒီမှာတော်တော်များတော့လှတက်ပုံလာရိတ်ကြတာလို့ရှိတယ်တက်တော်လာစောကြတာလို့ဖျားအတက်ကတော့နည်းနည်းလေးတော့တက်တယ်ဒါပေမဲ့ဒါမနက်ခင်းစောဆိုတော့နေအောင်ကြတာပေါ့နော်ညနေဘက်ဆိုလို့ရှိရင်တော့ဒီအဲ့လောက်မပူဘူးပေါ့ဖျားရင်မြို့မှာဆိုလို့ရှိရင်တော့နေရဲကဖျားလာပူကြသူရှိတယ်ရွှေလန်းတောင်ကစူတောင်းပြည့်တဲ့လူတွေဆိုတော့ပြောကြတယ်ပေါ့နော်အဲ့တော့ထိုင်တော့ဖျားကြီးပေါ့ဒီဆောက်ဆဲဖြစ်တယ်ဒီရဒီပေါ်ကနေဆိုလို့ရှိရင်တော့ဒီလိုရဲ့ view ကိုကောင်းကောင်းကြည့်ရဖျားကညတော့ကအဲ့လိုမမြင်ဘူးဆိုပေမဲ့ဒီဖျားကုန်းတော်ပေါ်ကနေဆိုလို့ရှိရင်တော်တော်ကြီးကိုမြင်ရနေပြီးတော့မြင်ရတဲ့အနေအထားမှာရှိတယ်ဒီဖျားနဲ့တန်တန်မှာပါရှိလဲဆိုတော့ဖျားနဲ့တန်တန်မှာဥပ္ပန္နတန်ကြီးဖျားယူတဲ့လမ်းမြင်ရမယ်နော်